ဇလန်လေးရဲ့ဇာမှာတော့ဇွန်ဘီကဘာပြက်ကြီးထဲမှာအန်ဒီယာအသက်ရှင်ကျန်ရတဲ့လူသားတချို့နဲ့စုံတွေ့ခဲ့ပါတယ်။သူကတော့နှုတ်ဆက်ချင်အောင်တတ်ပါပဲ။ဒါပေမဲ့ဟိုဘက်ကလူတွေကပြန်မပြေတာကြောင့်ခါရတဲ့နဲ့ကိုထုတ်ပြခဲ့ရပါတယ်။ဒီချိန်ဟာစားနပ်ရိက္ခာရှားပါမှုကြောင့်လူသားတွေကတယောက်နဲ့တယောက်ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ကာလတစ်ခုပါ။အန်ဒီယာသူမိသားစုအသက်ရှင်မှုအတွက်လှေပေါ်မှာ2 လခွဲကြာရင်မျောခဲ့ရတာပါ။လှေပေါ်မှာနေရတာလုံခြုံပေမဲ့သူတို့ရဲ့အကြီးမားဆုံးပြဿနာကတော့အစားအစာရှားပါတာပါပဲ။ဒီနေ့မှာတော့အန်ဒီယာစွန့်ပစ်ထားတဲ့ရွက်လီတီစီကိုတွေ့တော့သူဟာအစားအစာရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကူးသွားခဲ့ပါတယ်။လုံခြုံမှုရှိမရှိအတွက်မှန်အောင်သုံးပြီးအထက်ကိုအရင်စစ်ဆေးကြည့်ခဲ့ပြီးအားလုံးရှင်းလင်းနေမှအခန်းထဲကိုဝင်သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူတကယ်ကန်ကောင်းခဲ့ပါတယ်။ပင်လယ်ထဲမှာလနဲ့ချီစားသောက်ဖို့အတွက်လုံလောက်တဲ့အစားအစာတွေအများကြီးတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုဝမ်းသာနေတော့မှပဲတခြားခန်းထဲကနေရုတ်တရက်စူးညံသံတွေထွက်ပေါ်လာခဲ့ပါတယ်။အန်နီယာတိတ်အရေးမကြီးလို့ထင်ခဲ့ပြီးအစားအစာပြည့်နဲ့တစ်တာကိုယူပြီးလှေပေါ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပေါ်ဆာမှုကြောင့်သူ့ရဲ့ဇနီးကေကိုအန်နီယာကြီးကျယ်ရောက်စီမယ်ဆိုတော့သူမသိခဲ့ပါဘူး။ရွက်လေးရနဲ့အန်ဒီယာအစားအစာတွေယူလာတာကိုသိပြီးတဲ့နောက်မှာတော့ကေကအန်ဒီအိတ်နေတော့မှကိုပြီးရွက်လေးပေါ်တက်သွားခဲ့ပါတယ်။အကြောင်းကတော့အန်ဒီတို့မုတ်စိတ်ရိတ်တာတစ်ကြောင်းကိုယူပေးခြင်းလို့ပါ။ရုတ်တရက်ပဲစူညံတန်ကြီးကြားလာတဲ့အခါမှာတော့တခုခုမှားနေပြီဆိုတော့ခံစားရတဲ့အတွက်ပြန်လဲဖို့အလုံးမှာပဲအရန်ကိုနောက်ကျသွားခဲ့ပါပြီ။အချိန်တော်ကြာပြီးတဲ့နောက်အန်ဒီနိုးလာတော့သူ့ရဲ့သမီးလေးကိုရိုစီရဲ့ငိုတန်ကိုကြားလိုက်ရပါတယ်။ရိုစီကိုပွေးချပြီးကေကိုလိုက်ရှာပေမဲ့ကျမ်းမြေမောင်ကသွေးကိုတွေးလိုက်ရတော့မကောင်းတဲ့ခံစားချက်တစ်ခုကချက်ချင်းပဲဝင်ရောက်လာခဲ့ပါတယ်။ရေချိုးကန်ကားကိုဖွင့်လိုက်တဲ့အခါကေကအကိုက်ခံထားရတဲ့ဒဏ်ရာတွေကုသနေအောင်တွေးလိုက်ရပါတယ်။အန်ဒီတို့တော့ဒီဖြစ်ပြဟာတုံးလို့ပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။ကေကသူ့လက်ကဝက်ကနိုင်မှတ်တံကိုဖွင့်ပြလိုက်မှဇွန်ဘီကိုက်ခံထားပြီဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။သူမှဇွန်ဘီဖြစ်မပြောင်းခင်48နာရီသာအချိန်ရတော့တာပါ။အန်ဒီယာစိတ်ကိုတင်းငြိမ်အောင်ထားပြီးချက်ချင်းပဲသူ့ပစ္စည်းတွေကိုထုတ်ပိုးလိုက်ပါတော့တယ်။အစိုးရထုတ်မြေပုံအရကိုးမော်မှာကယ်ဆယ်ရေးစခန်းတစ်ခုရှိပြီးအဲ့ဒီမှာစေကုသနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။အချိန်မပြုံးမဲ့သူတို့ထွက်ခွာခဲ့ကြပါတယ်။ဒါပေမဲ့ကိုးမီဟာလှေပေါ်မှာထက်အစားမောင်းများစွာအန်ဒီယာရှိတာကြောင့်သူတို့တစ်ချိန်လုံးနိုးနိုးကြားကြားနေခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲသူတို့ကကားတစ်စီးကိုမကြခင်မှာတွေးရှိလိုက်ရပါတယ်။ဒါနဲ့ပဲအန်ဒီယာကားကိုစီးဖြစ်နေတော့မှပဲကေကဇွန်ဘီကောင်သူတို့စီလာနေအောင်မြင်တွေ့လိုက်ရပါတယ်။အန်ဒီကိုတတိပေးခြင်းပေမဲ့သူမရဲ့အတန်ဇွန်ဘီကိုဆွဲဆောင်မိတယ်လို့ဖြစ်သွားမှကြောင့်ကေလေကားချက်ပြမီကိုဖွင့်လိုက်ရပါတယ်။အန်ဒီယာချက်ချင်းသဘောပေါက်သွားပြီးဇွန်ဘီအကိုက်မခံရခင်မှာပဲကားထဲကိုအမြန်ပြန်ဝင်ကမောင်းထွက်သွားနိုင်ခဲ့ပါတယ်။မောင်းထွက်လာပြီးမကြခင်မှာပဲကေကသူမရဲ့တန်ရာဟာဇွန်ဘီယူရီနဲ့ဖုံးနေတာကိုတတိထားမိလိုက်ပါတယ်။ဒါဟာသူမကြခင်မှာဇွန်ဘီဖြစ်တော်မဲ့ရှင်းလင်းတဲ့လက္ခဏာတစ်ခုပါပဲ။သူတို့မိသားစုကိုကာကွယ်ဖို့အတွက်ကားဝန်နေချက်ချင်းဆင်းသွားခြင်းခဲ့ပါတယ်။ကေရဲ့ခန်းစားချက်တွေကိုမြင်တော့အန်ဒီယာကားကိုရပ်ပြီးမှုမှာတပါတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။သူကားပေါ်အစီအမီကေကိုမသွားဖို့အတွက်တောင်းပန်ခဲ့ပါတယ်။ကေကသူမရဲ့ကံကြမ္မာကိုလည်းသိတယ်လို့ကုသစီမရှိဘူးဆိုတာကိုလည်းသိနေခဲ့ပါတယ်။ဒါပေမဲ့အန်ဒီယာကတော့လုံးဝလက်မခံပါဘူး။သူကကေကိုကားထဲကိုအတင်းပြန်ထည့်ပြီးနောက်ထပ်ပေါ်စားတဲ့အရာတွေမလို့ရအောင်ကားတကားကိုဖျက်ဆီးပစ်ခဲ့ပါတယ်။သူတို့ခီးပန်းနိုင်ကိုဆက်လက်မောင်းခဲ့ကြပေမဲ့မကြခင်မှာပဲကတ်ဆိုးတစ်ခုကထပ်မံကြားရောက်ခဲ့ပါတယ်။လမ်းပေါ်မှာရုတ်တရက်ပေါ်လာတဲ့ဇွန်ဘီတကောင်ကြောင့်အန်ဒီယာကားကိုအလိုလျောက်လမ်းကြောင်းလွှဲလိုက်ရကနေကားတိုက်မှုဖြစ်သွားခဲ့ပါတယ်။ချွန်တက်တဲ့တစ်ကိုင်းတစ်ခုကကေးရဲ့ဝမ်းပိုင်းမှာထိုးဆိုင်သွားပြီးအန်ဒီကတော့ပြင်းထန်တဲ့ထိခိုက်မှုကြောင့်တတိမိသွားခဲ့ပါတယ်။အန်ဒီတတိပြန်လာတော့ကားပေါ်မှာစလုံးတစ်လုံးကိုတွေ့လိုက်ရပြီးကေးရဲ့မျက်နှာတစ်ခုလုံးဇွန်ဘီရီရီနဲ့ဖုံးလွှမ်းနေတာကိုတတိထားမိခဲ့ပါတယ်။သူမဇွန်ဘီဖြစ်လုံးဝပြောင်းလဲသွားဖို့အချိန်သိမ့်မလို့တော့ပါဘူး။အန်ဒီကကြောက်လန့်နေတဲ့သမီးလေးရိုစီကိုနှစ်သိမ့်ပေးနေတော့မှပဲအပြည့်အဝပြောင်းလဲသွားတဲ့ကေးကရုတ်တရက်သူ့ကိုကိုက်လိုက်ပါတော့တယ်။ရိုစီကိုကားထဲကနေလုံလုံခြုံခြုံထုတ်ပိုးပြီးတဲ့နောက်မှာတော့အန်ဒီကကေးကိုသူမရဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်စေဖို့အတွက်ကားထဲကိုပြန်ဝင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အန်ဒီယာစိတ်ပြအားငယ်စွာနဲ့ပဲပြိုလဲကြကဒေါသတကြီးအကူညီမဲ့စွာအော်ဟစ်နေခဲ့ပါတယ်။ခဏတော့သူဟာဇနီးနဲ့အတူဒီလောကကြီးတွေကထွက်ခွာသွားဖို့စဉ်းစားခဲ့ပေမဲ့ရိုစီလေးအတွက်တော့သူအရှုံးမပေးနိုင်သေးပါဘူး။သူဟာကေးရဲ့လက်ကဝက်ကနာရီကိုဖြုတ်ပြီးသူ့လက်ကဝက်မှာပတ်လိုက်က48နာရီတိုင်မှာကိုစတင်လိုက်ပါတယ်။နောက်တစ်ချိန်မှာတော့အန်ဒီယာရိုစီကိုကြောပိုးပြီးခီးဆက်ခဲ့ပါတယ်။သူဟာဇွန်ဘီဖြစ်မပြောင်းခင်ရိုစီကိုစိတ်ချရတဲ့တစုံတစ်ယောက်ရှိမှအပ်ထားခဲ့ရမှာပါ။လမ်းတစ်လျှောက်လုံးမှာရိုစီဟာငိုခဲ့ရကြောင်းအန်ဒီယာကေးရဲ့ရေမွေးနှံတချို့အနီးနားမှာဖျန်းပေးလိုက်ပါတယ်။ရင်းနှီးတဲ့ရင်နှံကြောင့်သူမချက်ချင်းဆိုလိုအေးချမ်းသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအန်ဒီယာမတော်စားမှုရဲ့တရားခံဇွန်ဘီကိုတွေးလိုက်ရပြီးတစ်ကိုင်းနဲ့အဆုံးသတ်ဖို့ပြင်ဆင်နေတော့မှပဲတိုင်းသူလေးတူရုတ်တရက်ပေါ်လာပြီးသူ့ကိုတားလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမရဲ့လက်ကိုတင်းငိမ့်သွားနေပဲဓာတ်နဲ့လှိလိုက်ပါတယ်။ဇွန်ဘီကသွေးနဲ့ရတာကြောင့်ချက်ချင်းပဲလိုက်သွားခဲ့ပါတယ်။အဲဒီဇွန်ဘီကတစ်ချိန်တော့သူမတို့အရေးပါခဲ့တဲ့သူဖြစ်ကြောင်းရှင်းလင်းသွားခဲ့ပါတယ်။ဒါဟာသူမချစ်ရတဲ့သူကိုအနီးနားမှာထားရှိနိုင်တဲ့နီလန်တစ်ခုပါပဲ။အန်ဒီယာကယ်ဆယ်ရေးစခန်းကိုမြေပုံတိုင်းဆက်လက်သွားခဲ့ရာနောက်ဆုံးညနေဆောင်မှာတော့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညကသူမျောလင့်ထားသလိုမဟုတ်ပဲလုံးဝအောင်မောင်းမဲ့ပြီးလူသူကင်းမဲ့နေခဲ့ပါတယ်။အန်ဒီယာပတ်ဝန်းကျင်ကိုစတင်ရှာဖွေနေတော့မှပဲတောင်းနေနေရမှာတိတ်ဆိတ်စွာထိုင်နေတဲ့အမျိုးသမီးကိုတွေ့လိုက်ရပါတယ်။အန်ဒီရဲ့ဒဏ်ရာရထားတဲ့လက်မောင်းမြင်တော့အမျိုးသမီးကပတ်တီးစီးပေးခဲ့ပြီးဒီနေရာဗိုင်းရပ်ကူးစက်မှုမြန်ဆန်လွန်းတာကြောင့်အစိုးရပိတ်ပစ်ခဲ့တာကြာပြီဖြစ်တယ်လို့ကယ်ဆယ်ရေးစခန်းမဟုတ်တော့တဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။အန်ဒီယာရိုစီကိုသူမနဲ့ထားခဲ့ဖို့စီစဉ်ပေမဲ့ထိုမျိုးသမီးကသပင်တူကိုဖယ်ရှားလိုက်ပြီးစေဝါတချို့မှီဝဲထားတာကိုသတိပြုမိခဲ့ပါတယ်။သူမကပြင်းထန်စွာနာမကျန်းဖြစ်နေတာရှင်းလင်းသွားခဲ့ပါတယ်။သူမကရိုစီကိုဂရုမစိုက်နိုင်ဘူးဆိုတော့သိလိုက်ရတော့အန်ဒီယာခီးဆက်ဖို့မှတပါတခြားသောရွေးချယ်စရာမရှိခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့သူမကိုနှုတ်ဆက်ပြီးရိုစီကိုကြောဖို့ကဆက်လက်ထွက်ခွာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာခေါင်းတွေကိုမြေကြီးထဲမြုပ်ထားတဲ့ဇွန်ဘီများပြားကိုသူတွေ့ခဲ့ရပါတယ်။
တစုံတစ်ယောက်အနားကနေဖြစ်သွားရင်ဇွန်ဘီတွေကနိုးလာကြမှာပါမကြခင်မှာပဲအန်ဒီယာပစ်ကတ်ထရက်ကားတစ်ခုကိုတွေးလိုက်ရပြီးအန်ဒီယာအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့သူစကားမဆုံးခင်မှာပဲဇူမီအုပ်စုကြီးကအဝေးကနေပေါ်လာခဲ့ပါတယ်အန်ဒီယာချက်ချင်းဆိုသလိုပဲဗစ်ရဲ့တော့တွေကိုဆွဲယူပြီးထရက်ကားကိုဆက်နှုတ်ကဗစ်ကိုအမြန်ဆွဲထုတ်ခဲ့ပါတယ်ဇူမီတွေသူတို့စီမရောက်ခင်ချိန်မှာပဲမောင်းပြေးနိုင်ခဲ့ပါတယ်ဗစ်ကအန်ဒီကိုသူ့ရဲ့လော်ရိန်လို့အမည်ရတဲ့အမျိုးသမီးနဲ့အတူနေထိုင်ဖို့တန်းခွေဆက်ရုံတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်သူတို့ဟာရင်းနှီးတဲ့ဆက်ဆံရေးရှိပုံမှာပဲဗစ်ပြန်လာတာနဲ့သူတွေးခဲ့တဲ့ဆွဲကြိုးတကုန်းကိုလော်ရိန်ကိုပေးခဲ့ပေမဲ့အမြင်နဲ့အမှန်ကတော့မတူညီခဲ့ပါဘူးဗစ်ကကြောခိုင်းတာနဲ့လော်ရင်ကဆက်ဆုပ်စွာနဲ့ပဲဆွဲကြိုးကိုပြစ်ချခဲ့ပါတယ်။အန်ဒီအတွက်တော့ဒါရှုပ်ထွေးသွားစေခဲ့ပါတယ်။အန်ဒီနားနေတော့မှပဲဗစ်ကသူတို့ကိုအပြင်ထွက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်အန်ဒီယာရိုစီကိုလော်ရင်နဲ့ထားခဲ့ရပါတယ်။ဒါပေမဲ့ဗစ်ကသူ့ကိုတနက်ပြစ်လေ့ကျင့်ခိုင်းနေဆိုတာအန်ဒီမကြခင်မှာသိလိုက်ရပါတယ်။တူလောင်ငန်းတစ်ခုနားမှာဇွန်မီများများဆွေးဝေးနေကြပြီးတခုကသူတို့ကိုဆွဲဆောင်နေတယ်လို့ပါပဲ။အန်ဒီကပထမတော့တိတ်ပြီးကိမဆိုင်ခဲ့ပေမဲ့ဗစ်ရဲ့အကူအညီနဲ့သူတို့ဇွန်ဘီအားလုံးကိုအမြန်ရှင်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့အန်ဒီကအနိကသွားကြည့်လိုက်တော့လှောင်ရင်ထဲမှာမိတ်ကလေးတယောက်ကိုပိတ်ထားတာကိုမြင်တွေ့လိုက်ရပါတယ်။သူအရင်ကတွေးဖို့ခဲ့တဲ့တိုင်းရင်းသူမိတ်ကလေးသူ့မိပဲဖြစ်နေခဲ့ပါတယ်။အန်ဒီကဗစ်နဲ့လော်ရိန်တို့ကရိုစီကိုဂယူးဆိုင်ပေးနိုင်မယ်လို့မူလကထင်ခဲ့ပေမဲ့လူအသက်ကိုအပျော်သဘောနဲ့ကစားနေတဲ့သူတွေဟာယုံကြည်စိတ်ချရမှာမဟုတ်ဘူးဆိုတာရှင်းနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလော်ရိန်ကရိုစီကိုဂယူးဆိုင်နေတော့ရိုစီရဲ့အဝိစားတွေပေါ်မှာဇွန်ဘီရေတွေကိုရုတ်တရက်သတိပြုမိလိုက်ပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတော့သူချက်ချင်းပဲနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့လော်ရိန်ကဘာမှမပြောဘဲရိုစီအဝိစားတွေကိုတိတ်တိတ်ဆိတ်တန်းရှင်းလောက်ကချဖို့အတွက်အချိန်ဆွဲထားခဲ့ပါတယ်။အန်ဒီပြန်ရောက်လာပြီးဒီအဖြစ်ကိုတွေးလိုက်ရတဲ့အခါမှာတော့လော်ရိန်ကသူ့ရဲ့ကူးစက်ခံထားရမှုကိုသိနေပြီဆိုတာကိုသိလိုက်ရပါတယ်။လော်ရိန်ကဗစ်တက်တော့အနည်းဆုံးလူကောင်းတစ်ယောက်တော့ဖြစ်နိုင်ပါသေးတယ်။ရိုစီယာသူမနဲ့အတူနေနိုင်ပါလိမ့်မယ်။အဲ့ဒီညမှာပဲအန်ဒီယာနောက်ဆုံးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူ့အချိန်ကလည်းတဖြည်းဖြည်းနီးကပ်လို့လာခဲ့ပါပြီ။ရိုစီကိုနှလုံးသားတွေကွဲကြေလူမတက်နှုတ်ဆက်ပြီးတဲ့နောက်မှာတော့အန်ဒီယာအမောင်ထဲကိုတယောက်တည်းရှောက်သွားခဲ့ပါတယ်။အစိုးရထုတ်စေတိုးကရိယာကိုကိုင်ဆောင်ပြီးသူ့ကိုယ်သူအဆုံးသတ်ဖို့အသင့်ဖြစ်နေပါပြီ။အရေးကြီးတဲ့အချိန်မှာပဲလော်ရိန်ကရိုစီကိုပွေ့ပြီးရုတ်တရက်ပေါ်လာခဲ့ပါတယ်။အန်ဒီဘာလုပ်တော့မယ်ဆိုတာကိုသူမရှင်းရှင်းလင်းလင်းသိနေခဲ့တာပါ။အန်ဒီကလော်ရိန်ကိုရိုစီကိုဂယူးဆိုင်ဖို့တောင်းပန်တဲ့အခါမှာတော့လော်ရိန်ကသူမလုံးမပေးနိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်။သူမနဲ့ဗီတာတကယ်တော့လက်ထပ်ထားတာမဟုတ်ပဲဗီတာကသူမရဲ့ခင်မွန်းအစ်စ်ကိုတတ်ခဲ့တာလို့ဖွင့်ရခဲ့ပါတယ်။လော်ရိန်ကရိုစီကိုကောက်ွယ်ခြင်းသူ့ကိုချက်ချင်းခေါ်သွားရမယ်လို့အန်ဒီကိုပြောခဲ့ပါတယ်။အဲဒီကြောင့်ရနဲ့နေကင်းမတ်မှာဗစ်လုပ်ခဲ့တဲ့အရာတွေကိုကြားလိုက်ရတဲ့အခါမှာတော့အန်ဒီကဗစ်ရဲ့ဇေယျအမှန်ကိုအပြည့်အဝယုံကြည်သွားခဲ့ပါတယ်။သူခုချိန်ကြီးတေလို့မဖြစ်သေးဘူးဆိုတာကိုသိလိုက်ရပါတယ်။အန်ဒီကအစောပိုင်းကမြေနားမှာတွေးရှိခဲ့ရတဲ့မိသားစုကိုရုတ်တရက်သတိရလိုက်ပါတယ်။သူတို့မှာသမီးနှစ်ယောက်ရှိပါတယ်။သူတို့ကိုညီကောင်းကိုညီနိုင်ပါလိမ့်မယ်။သူဟာလော်ရိန်နဲ့ရိုစီကိုအဲဒီကိုခေါ်သွားပြီးကန်ဆန်းမှုဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီဆုံးဖြတ်ချက်ကိုချပြီးရတဲ့ဗစ်ကဘယ်မှမသိပေါ်လာပြီးအန်ဒီကိုထိုးချိတ်ကသတိလစ်သွားစေခဲ့ပါတယ်။အန်ဒီနိုးလာတဲ့အခါမှာတော့သူဟာသူ့မိနဲ့အတူလှောင်ရင်ထဲမှာပိတ်မိနေတာကိုတွေ့ရှိလိုက်ပါတယ်။နောက်ပြီးသူ့မှာအချိန်သိမ့်မကျန်တော့ဘူးဆိုတာကိုသိသွားခဲ့ပါတယ်။မကြခင်မှာပဲသူဇွန်ဘီဖြစ်လာတော့မှာပါ။သူအသက်ရှင်မှုအတွက်လွတ်မြောက်ဖို့နီလန်ကိုရှာဖို့ဆေးရထက်တန်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဇွန်ဘီတွေကဝိုင်းလာပါတော့တယ်။လောင်ရင်ကိုချိတ်ဆွဲထားတဲ့ဝက်အုပ်ချောင်းတွေကိုမြင်တော့အန်ဒီကအကြံတစ်ခုရလိုက်ပါတယ်။သူဝက်အုပ်ချောင်းတွေကိုကျိုးနဲ့ချီပြီးတစ်ဖက်ကိုပြစ်ချလိုက်ရာဇွန်ဘီတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဇွန်ဘီတွေကအစားအသောက်အတွက်ချက်ချင်းတိုက်ခိုက်ကြရင်မတော်တဆလှောင်ရင်ကိုမြင့်တင်ပေးလိုက်ပါတယ်။အန်ဒီနဲ့သူ့မိဟာဒီအခွင့်အရေးကိုယူပြီးထွက်ပြေးသွားခဲ့ကြပါတယ်။သူတို့ဓာတ်ဝင်ဆိုင်ုံနာကိုပြန်လာပြီးတိတ်ဆိတ်ခိုးဝင်လာကလော်ရင်းကိုနှိုးလိုက်ကြပါတယ်။အဲဒီနောက်မှာတော့အန်ဒီကရိုစီကိုဆွဲယူပြီးထွက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ဗီတာကတော့အိပ်ပျော်နေစေမို့သူတို့ထွက်ပြေးသွားတာကိုသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့သူတို့ကားနားကိုရောက်တာနဲ့ဗီတာတနက်ကိုကင်ဆောင်ပြီးအပြင်ကိုဒေါသတကြီးထွက်လာခဲ့ပါတယ်။လော်ရင်ကဗစ်ရဲ့ပြစ်ခတ်မှုကိုရပ်တန့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမရှေ့ထွက်လိုက်တာနဲ့ဗစ်ကသူမကိုပြစ်တက်လိုက်ပါတယ်။ဗစ်ကသူတို့ကိုလာဖမ်းတော့မယ့်အခြေအနေကိုမြင်တာနဲ့အန်ဒီတို့၃ယောက်ဟာအမြန်ပဲပြေးလွှားခဲ့ကြပါတယ်။သူတို့လှိုင်ကိုတခုစီကိုအပြေးလွှားသွားခဲ့ရာအမောင်တို့ထဲမှာဗစ်ကိုရှောင်တိန်နိုင်ခဲ့ကြပါတယ်။ဗစ်ကအပြင်မှာဒေါသတကြီးနဲ့အော်ဟစ်နေခဲ့ပေမဲ့အန်ဒီနဲ့တခြားသူတွေကတော့အတန်မထွက်ရဲခဲ့ကြပါဘူး။ကံကောင်းစွာနဲ့ပဲဗစ်နောက်ဆုံးတော့ထွက်သွားခဲ့ပါတယ်။သူတို့မိုးလင်းနဲ့ဒီစောက်မှုဆုံးဖြတ်ခဲ့ကြပါတယ်။ညရောက်တဲ့အခါမှာတော့သူ့မိယာထိုးစမ်းတဲ့အတန်ကိုကြားလိုက်ရတာကြောင့်နိုးလာခဲ့ပါတယ်။မီရှူမီပန်းကိုဖွင့်လိုက်တဲ့အခါမှာတော့အန်ဒီယာလှိုင်ကူနိုင်ရသွေးတွေကိုရှာနေရနေတာတွေးလိုက်ရပါတယ်။သူသွေးဆောင်လောင်နေပြီဆိုတာရှင်းနေခဲ့ပါတယ်။မိုးလင်းလာတော့အန်ဒီယာပုံမှန်တိုင်းပြန်ဖြစ်လာပြီးရိုစီနဲ့သူ့မိတို့နဲ့အတူခရီးဆက်ထွက်ခဲ့ကြပါတယ်။တစ်ပင်ကြီးတစ်ပင်စီကိုရောက်တဲ့အခါမှာတော့သူ့မိယာရက်တန့်လိုက်ပါတယ်။အန်ဒီအရင်ကတွေးခဲ့တဲ့ဇွန်ဘီယာတကယ်တော့သူ့ဖခင်ဖြစ်ပြီးသူ့ရဲ့မျိုးနွယ်စုကတပ်ဖြတ်ကတစ်ပင်အောင်မှာမြုပ်နှံခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူ့မိကသူ့ဖခင်အတွက်ဆူတောင်းပေးပြီးတဲ့နောက်၃ယောက်သားခီးဆက်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲအန်ဒီယာစိတ်မသက်မသာဖြစ်လာခဲ့ပါတယ်။သူဇူမီဖြစ်ပြောင်းလဲသွားဖို့9 နာရီသာကြံတော့တာပါ။နာကျင်စွာနဲ့ရုန်းကန်ပြီးတဲ့နောက်မှာတော့အန်ဒီယာမြေပြင်မှာတတိလစ်သွားခဲ့ပါတယ်။ကျေးဇူးတင်စရာကောင်းတာကသူ့မိယာရိုစီကိုလှည့်မြန်စွာနဲ့ပွေ့ချီခဲ့ပါတယ်။အနေငယ်ပြန်လဲတက်တာလာပြီးတဲ့နောက်မှာတော့သူတို့ရဲ့စိတ်အားငယ်ဖွယ်ခီးတစ်ခုကိုဆက်လက်ထွက်ခွာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့အရင်ကမိသားစုနဲ့ပြန်တွေ့ခဲ့ရပေမဲ့အန်ဒီယာထိုမျိုးသားကကျွင်းတစ်ခုတူးနေတာကိုတွေ့လိုက်ရပါတယ်။အနီးကချင်းကပ်လာတဲ့အခါမှာတော့ထိုမျိုးသားကလည်းဇွန်ဘီကိုက်ခံထားရတာဆိုတာကိုအန်ဒီသဘောပေါက်သွားခဲ့ပါတယ်။ရိုစီကိုသူတို့နဲ့ထားခဲ့ဖို့အန်ဒီရဲ့မျှော်လင့်ချက်တွေလည်းချက်ချင်းပဲပျက်စီးသွားခဲ့ပါတော့တယ်။အန်ဒီရဲ့မျှော်လင့်ချက်တွေကတမဟုတ်ချင်းပြိုကွဲသွားခဲ့ပါတယ်။ရိုစီကိုသူနဲ့အတူဆက်ထားဖို့ဘလို့မှမဖြစ်နိုင်တော့ပါဘူး။ဘောကောင်ကိုက်ခံထားရတဲ့အမျိုးသားရဲ့ကြောင်းဝဲဖွယ်အကြံပြုချက်ကတော့အန်ဒီကိုသူလုပ်ခဲ့တယ်လို့ပဲသမီးကိုတက်ပြီးလွတ်မြောက်စေဖို့ပါပဲ။
ဒါပေမဲ့အန်ဒီယာစိတ်ပြတ်အားရောက်နေပေမဲ့လည်းသမီးရိုစီကိုကိုရိုင်းတက်ပြတ်ဖို့စိတ်မကူးခဲ့ပါဘူးသူ့ရဲ့လက်ရှိအခြေအနေအရရိုစီကိုသူ့မိစီမှာအနံ့ကြီးကအကောင်းဆုံးဖြစ်မယ်ဆိုတာကိုနားလည်လိုက်ပါတယ်အန်ဒီယာသူ့မိကိုလှည့်ကြည့်လိုက်ပြီးအတန်တိုးတိုးနဲ့ရိုစီကိုခေါ်သွားပေးပါလို့တောင်းဆိုလိုက်ပါတယ်သူ့ရဲ့နောက်ဆုံးချိန်တွေကိုမရောက်ခင်ရိုစီအတွက်နှွေးထွေးတဲ့အမတ်တရားတစ်ခုကိုဖန်တီးပေးခြင်းနဲ့ဆန္ဒနဲ့အနီးနားတစ်ပင်နေကြတဲ့မှာရိုစီကိုဂိမ်းတစ်ခုဆော့ဖို့ခေါ်လိုက်ပါတယ်ရိုစီယာတစ်ပင်နေကြကိုပြေးသွားပြီးဖခင်ပြည်သူအန်ဒီကိုမြင်လိုက်ရတော့အပြုံးလေးတွေပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအန်ဒီရေတွက်နေတဲ့နာရီဟာ၃ညရောက်ရှိသွားခဲ့ပါပြီအန်ဒီယာရိုစီနားမှာနောက်ဆုံးတော့ဒူးထောက်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကတုံရင်းလာကရုတ်တရက်ပဲပြောင်းလဲလာခဲ့ပါတယ်သူ့ရဲ့မျက်နှာဟာကြောက်မက်ဖွယ်ကောင်းတဲ့ဖိုးကောင်ဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါတယ်သူမိကသူမအောင်မြေပြင်ပေါ်လှည့်ချလိုက်ပြီးဖိုးကောင်ဖြစ်ပြောင်းလဲသွားတဲ့အန်ဒီရဲ့အာယုံကိုလှည့်စားဖို့ကြိုးစားခဲ့ပါတယ်ဖိုးကောင်အန်ဒီယာချက်ချင်းပဲတိုက်ခိုက်တာမျိုးမလုပ်ပဲရိုစီကိုတေချာစိုက်ကြည့်နေခဲ့ပါတယ်ထို့နောက်မမျှော်လင့်မဲ့အန်ဒီယာသူ့မိကိုကြော်လွန်ပြီးတိုက်ခိုက်ဖို့မကြိုးစားပဲတောအုပ်ထဲကိုဦးဒီကထွက်ပြေးသွားခဲ့ပါတယ်ဒါဖခင်တယောက်ရဲ့အသေးစိတ်အကျွမ်းဉာဏ်ကနေသူ့ရဲ့သမီးကိုတိုက်ခိုက်မှုကနေနောက်ဆုံးစက္ကန့်ထိကာကွယ်ပေးခြင်းမျိုးဖြစ်ပါတယ်အန်ဒီပြောက်ကွယ်သွားပြီးတဲ့နောက်သူ့မိဟာရိုစီကိုပွေ့ချပြီးဘေးကင်းရာကိုခေါ်ဆောင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့မိဟာမိဘမဲ့ဖြစ်သွားတဲ့ရိုစီကိုဂီယူဆိုင်ဆောက်ချောက်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သူတို့ဟာတိတ်ဆိတ်စွာနဲ့ပဲအန်ဒီရကင်းနဲ့အနာဂတ်စီကိုခရီးဆက်ခဲ့ကြပါတယ်ဇလန်လေးကတော့အေရင်ပြီးဆုံးပါပြီအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်တစ်ဇလန်ကောင်းနေတဲ့အတူကြောပြန်လဲဆုံးတွေ့ကြမယ်နော်